1990 ပြည့်နှစ်များနောက်ပိုင်းအင်ဒိုနီးရှားနိုင်ငံအင်ဒရူမာရူပန်ဒူရာကန်ယူရန်ဒေသကိုဇက်အိမ်တည်ထားတဲ့ဘန်ကူခေါ် On Your Love ဆိုတဲ့အင်ဒိုနီးရှားဒရမာရုပ်ရှင်ကားတစ်ကားအကြောင်းဖော်ပြပေးခြင်းပါတယ်ဒီဇက်ကားဟာဇက်သိမ်းသွားတဲ့အထိစိတ်ထဲမှာဆွဲကြံရခဲ့တဲ့ဇက်လန်တစ်ပုဒ်ပါဒါဟာတာမန်ဒရမာကားတစ်ခုမဟုတ်ပါဘူးမိခင်တယောက်ရဲ့မြစ်တာဟာဘလောက်အထိနှက်ဆိုင်တယ်လဲဆိုတာကိုဘာအလတ်စင်မှုမှမပါပဲပွင့်ပွင့်လင်းလင်းရိုက်ကူးပြထားတဲ့လက်ရာတစ်ခုပါကိုဝင်၈လအရွယ်နဲ့ခို900မဲဖြစ်နေချိန်မှာစာတိကတယောက်ဝါရုံကော်ပီပန်ကူဆိုင်ပိုင်ရှင်မာယာနဲ့ဆုံတွေ့ခဲ့ရပါတယ်။ဆိုင်ရှင်ရဲ့ကူညီဖေးမမှုကြောင့်သားလေးဘာရုကိုမွေးဖွားခဲ့ပြီးနောက်မှာတော့ဘဝကိုအသက်ဆက်ဖို့အတွက်ကော်ဖီလာတောက်တဲ့အမျိုးသားတွေရဲ့ပေါင်ပေါ်မှာထိုင်ပြီးဝန်ဆောင်မှုပေးရတဲ့အလုပ်အပြင်အနေဝန်ဆောင်မှုတွေပါပေးရင်အလုပ်မျိုးစုံလုပ်ကင်ခဲ့ရပါတယ်။ကလေးကိုပြုစုဆောင်ရှောက်ရင်တစ်ဖက်မှာလည်းစားဝတ်နေရေးအတွက်မလွဲမရှောင်သာအလုပ်လုပ်နေရတယ်။သူမရဲ့ဘဝဟာမိခင်မြတ်တာနဲ့ဝမ်းစာရေးကြမှာရုန်းကန်နေရတဲ့အခြေအနေကိုအရှိအတိုင်းပေါ်လွင်စေပါတယ်။နောက်ပိုင်းမှာသားလေးအနှင်းငယ်အရွယ်ရောက်လာတဲ့အခါဒီလိုအလုပ်မျိုးတွေကိုဆက်မလုပ်ချင်တာကြောင့်လေယာလုပ်သားအဖြစ်ပြောင်းလဲလုပ်ကင်ခဲ့ပေမဲ့ဝင်ငွေကအလွန်နှဲပါလွန်းတာကြောင့်မိသားစုစာဝင်နေရေးအတွက်အရင်ကအလုပ်ကိုပဲပြန်ပြီးအနစ်နာခံလုပ်ကင်ခဲ့ရပါတယ်။သားလေးကျောင်းနေအရွယ်ရောက်တော့ကျောင်းအပ်ဖို့စူးစမ်းခဲ့ပေမဲ့ဖခင်နာမည်မရှိတဲ့အတွက်အခက်အခဲကြုံတွေ့ခဲ့ရပါတယ်။ဒါဟာရုပ်ရှင်ဆန်ဆန်ဖန်တီးထားတာမဟုတ်ပဲပညာရေးဆိုတဲ့အခြေခံအခွင့်အရေးတစ်ခုရဖို့မိခင်တယောက်အနေနဲ့ဘလောက်အထိအားထုတ်ရုန်းကန်ရလဲဆိုတာကိုလက်တွေ့ကျကျမြင်တွေ့ရပါတယ်။အထူးသဖြင့် single man တယောက်အနေနဲ့ရင်ဆိုင်ရတဲ့အတိုင်းဝိုင်းရဲ့ဝေဖန်မှုတွေအထင်မြင်သေးတဲ့အခြေအနေနဲ့ကလေးကိုတယောက်တည်းပြုစုပြောထောင်ရင်ကြုံတွေ့ရတဲ့ပြင်ပမှုတွေကိုဇက်ကားထဲမှာအရှိအတိုင်းမြင်တွေ့ရမှာပါအမေနဲ့သားရဲ့ဘဝတွေကိုတစုံတယောက်ကစတင်ဝင်ရောက်လာတဲ့အခါစာတိကတယောက်တွေ့ဝင်မိပါတယ်ဒီလူကရောငါတို့သားမိကိုတကယ်ပဲကောက်ွယ်ပြီးမှလားဒါမှမဟုတ်အရင်လူတွေလိုပဲငါ့ကိုထပ်ပြီးအသုံးချသွားအောင်မလားဆိုတဲ့အတွေးတွေကသူမရဲ့ယုံကြည်မှုကိုအမြဲတားဆီးထားတတ်ပါတယ် single man တယောက်ရဲ့ဘဝကိုလူမှုအတိုင်းဝိုင်းကပုံမှန်နားလည်လက်ခံလာဖို့အတွက်သူတို့ကြုံတွေ့နေရတဲ့လူမှုစီးပွားဆိုင်ရာအခက်အခဲတွေနဲ့မိခင်တဦးရဲ့အနစ်နာခံမှုတွေကိုဒီဇက်ကားမှာအရှိအတိုင်းဖော်ကျူးထားပါတယ်ဒီဇက်ကားကတင့်ကိုပေါ့ပေါ့ပပညီမောပျော်ရွှင်စေမဲ့ကားမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ဘဝရဲ့လေးနက်တဲ့အတိတ်ပဲတွေကိုအသေးချာခံစားမိစေမဲ့လက်ရာတစ်ခုပါဆင်းရဲခြင်းမိခင်မြတ်တာအနစ်နာခံမှုနဲ့အမျိုးသားတွေရဲ့အမျက်ထုတ်လိုတဲ့အပြုအမူတွေကိုဘာမှဖုံးကွယ်မထားပဲပွပွင့်လင်းလင်းရိုက်ပြထားတဲ့အလွန်ရိုးသားတဲ့ဇက်ကားတစ်ခုပါတင့်ကိုညီမောစေတာထက်ဇက်ကားကြည့်ပြီးတဲ့တိုင်အောင်စိတ်ထဲမှာဆွဲကြံရပြီးပြန်တွေးမိစေမယ်ဇက်ကားကောင်းတစ်ပုဒ်ကိုရှာနေတယ်ဆိုရင်တော့ပန်ခုကိုမဖြစ်မနေကြည့်ကိုကြည့်တင်ပါတယ်